မွေလျော်ရဘူးအိတ်ချင်းနိုင်လည်းမမွေလျော်ရဘူးအပေါင်းအသင်းတွေနဲ့နေခြင်းကိုလည်းမမွေလျော်ရဘူးအစားအသောက်တွေကိုလည်းအတိုင်းအကျဉ်းမရှိစားတော့နေခြင်းကိုလည်းမမွေလျော်ရဘူးအိန္ဒိယ6ပါးထွာရ6ပေါက်တို့ကိုလည်းတတ်နိုင်သမျှကျူးစား၍စောင့်ထင်ကြရမယ်လို့ဘုရားသခင်ကိုရောမြတ်ကြီးကဟောကြားတော်မူခဲ့ပါတယ်ဒါကြောင့်မို့ကျုပ်တို့ရဲ့ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးကအမှုမများစကားသိသိတောင်းစီအိန္ဒိယအိန္ဒိနုကြအစာမကြီးတယောက်ကြီးနေဤကြောက်တွေပြည့်စီယောဂီမာလို့ကျုပ်တို့သူနာယောဂီများအားဆုံးမတော်မူခဲ့ပါတယ်။ဟူယောဂီသူတော်ကောင်းတို့ယခုလူညာတိဥဒုကသာယာပြီးကျုပ်ကင်းတွေသားတဲ့အာယုန်တက်ခါနီးနာတဲ့အချိန်မှာဝိသန္တာလယထာကလည်းယူကံတို့တောင်းပြမှာ29ပါးသောအတဝနီဗရဏီကြတိကာယောဟဏီမိဂတိအတ္တရပုဏ္ဏဖုရှအတ္တလိတမာဂပြုတ်ပါပရကုံဥတ္တရပရကုံဟတ္တရစိတ်တရသွားတိမိသာကအနုယာဒဇိထမူလပြုတ်ပါတဥတ္တရတသရဝန္ဒနသိတိတတ္တပိကျပြုတ်ပါပရပိုက်ဥတ္တရပရပိုက်ယေဝရီစသည်အပြားနက္ခများတို့ယန္တာကပေါ်ထွက်၍နေပြီတင့်နေလှပါပြီသာယာလှပါပြီဟူယောဂီအပေါင်းသူတော်ကောင်းတို့ယခုလူရှုကင်းသားတဲ့အချိန်မှာတတိသံသဉာဏ်နဲ့ရှင်လို့မှုခန္ဓာအစဉ်တွေကိုရှုဉဏ်တွေဝင်ပြီးကိလေသာချမ်းမခုအောင်ရှုနိုင်လို့ရှုကြရင်ဖြင့်ဘောရိယာသကုမာရမင်းသားအားဘုရားသခင်ကိုယ်တော်မြတ်ကြီးကဆုံးမတယ်လို့သာဥပါတိသေသဆိုတဲ့နိဗ္ဗာန်ချမ်းသာမြတ်ကြီးကိုနတ်နဲ့အာထုရင်ညရနိုင်ပါတယ်ညအာထုရင်မနဲ့ရနိုင်ပါတယ်ခုနှစ်ရက်နဲ့လည်းရနိုင်ပါတယ်လို့ဆိုလိုက်တော့အာမထုရှင်စရာအချက်တကွက်မှမရှိတော့ပါဘူးသူတော်ကောင်းတို့မိမိရဲ့တသက်သားတွေသမီးတွေရဲ့တသက်သားတို့ရောတပြုံပြုံမောမဆုံးဖြစ်ပြီးတော့တသက်လုံးလူအောင်မကြဘဲနဲ့သိအေးလက်အေးနေနိုင်ကြရအောင်ဒီမန်ကိန်းတွေအမျိုးမျိုးချလို့မှုယောဂီစီးပွားရေးအလုပ်တွေကိုကြိုးစားကြသလိုဟိုယောဂီသူတော်ကောင်းအပေါင်းတို့တဏှာအတွက်ကလည်းရတဲ့အေးဖို့လူကြသေးတယ်လူကြီးကိုအနှစ်50လောက်လဲလာပြီးတော့နောက်ဆုံးကြတော့အပင်လေးရွာသွားကြရဦးမယ်ဆိုရင်ဖြင့်အကျိုးတွေအကန့်တွေအားတွေအနူတွေအကျွဲတွေအဆွတ်တွေဖြစ်ကြရဦးမယ်ဆိုရင်ဖြင့်ကောင်းနိုင်ကြပါမလားဟန်နိုင်ကြပါမလားကြည်လေတော်ရိယတို့များလူပြည်တုန်းကတော့တထေးကြီးပေါ့အနိစ္စလည်းရောက်လိုက်ပါရော့အနာဂတ်တဏှာမှာခွေးကြီးဖြစ်သွားရကြတယ်ဘဝမချဘူးတော့သေးသေးချင်းချက်ချင်းဖြစ်သွားတာဒါကြောင့်မို့တဏှာအတွက်ရတဲ့အေးရတဲ့မျက်စိကိုတော့ယခုကပင်ကြိုးစား၍တောက်လိုက်ကြပါတော့နေ့ရွှေညရွှေအချိန်ကြီးမရှိကြပါနဲ့တရားဓုမရမီအသေးကဥသွားရင်တော့ယောဂီကိုကျိုးမုတ်ချနေလိမ့်မယ်။ဟိုယောဂီအပေါင်းသူတော်ကောင်းတို့ကောင်းကင်ကလက်ခဒါယာတွေကလည်းတင်ကြီးလာကြီးစင်လို့ညီလေးကျွန်းပြအာရဝင်တာတိတိတွေဖြာပြီးတော့အပေသေးတန်လျာသေးကြီးတို့မှအတိအတိုင်ကျင်းဝေးလို့ရတဲ့အေးကြရအောင်မျက်စိတောက်နေကြတဲ့ကျုပ်တို့ယောဂီတွေကိုချက်ကောင်းရင်အာကာခွင်းကနှုတ်ဆက်၍ပင်နေကြပါတယ်သူတော်ကောင်းအပေါင်းတို့သူတော်ကောင်းတို့လူဒန်းထားတဲ့ဒါနကုသိုလ်တွေသူတော်ကောင်းတို့တောင်းထင်းနေကြတဲ့သီလကုသိုလ်တွေသူတော်ကောင်းတို့ပရိစိတ်ခါပွားများကုသ